ဒါကတော့လက်စစ်ရဲ့တင်တန်းမှာ3နှစ်စာလေးတွေပေါ့နော်အဲ့တော့လက်စစ်ရဲ့တင်တန်းမှာတွေ့ဟွတွေစကားပြောတွေဘလို့တင်လဲဆိုတဲ့အကြောင်းအရာကိုလက်စစ်အနေငယ်ရှင်းပြပေးမယ်နော်အဲ့ဆိုရင်လက်စစ်တို့ကဒီမှာဆိုရင်စကားပြောတင်တဲ့ခါကျရင်တဲ့သူကဘယ်လိုမျိုးတင်ပြီလဲဆိုရင်ဒီမှာလက်စစ်တို့ကပထမဆုံးမိနစ်တစ်ခုထုတ်လိုက်တယ်ဘာလဲဆိုရင်茶是啊茶လက်ဖက်ရည်လက်ဖက်6ဆိုပြီးတော့မိနစ်တစ်ခုထုတ်လိုက်တယ်အဲ့ဒီမိနစ်ကိုမှလက်စစ်တို့ပြန်ပြီးတော့တွေ့ဟွလေးပြန်လုပ်မယ်တွေ့ဟွလေးပြန်လုပ်ပြီးဆိုရင်လက်စစ်တို့ဘာလို့လုပ်လိုက်လဲဆိုရင်တထေးကျေးဇူးပြု၍လက်ဖက်ရည်တောက်ပါတထေးလက်ဖက်ရည်တောက်ပါဆိုတော့ဒီရဲ့တွေ့ဟွမေကွန်းတစ်ကြောင်ထုတ်လိုက်တယ်အဲ့ဒီမှာဆိုရင်လာစတော်ပြန်ပြီးတော့တရုတ်လိုပြန်စီပေးတယ်တထေးဆိုတော့လောက်ပံတထေးကိုလက်ဖက်ရည်တိုက်မှဖြစ်တယ်လာစတော်ကျေးဇူးပြု၍ဆိုရင်ကျေးတိုက်မှဖြစ်တဲ့ကြောင့်မလို့ချင်းဘက်ကကြတော့ခေလက်ဖက်ရည်က茶ပါရဲ့အာမဲဒီပါလောက်ပံချင်းခေ茶ပါတထေးကျေးဇူးပြု၍လက်ဖက်ရည်တောက်ပါတစ်ဖက်ရတောက်ပါလို့တိုက်လိုက်တဲ့ခါမှာလာစတော့ဒီဟာနားမလည်ဘူးဆိုရင်လောက်ပန်ချင်းဟချာပလို့တင်ပြီးပြီဆိုရင်လာစတော့အဲ့ဒီမှာပြန်ပြီးတော့အဓိပ္ပာယ်တစ်လုံးချင်းစီပြန်ပြီးတင်ပေးတယ်ဘလို့တင်ပေးလဲဆိုရင်တထေးလောက်ပန်တထေးချင်းကျေးဇူးပြု၍ခြာလက်ဖက်ရည်လက်ဖက်6ကိုဟောပါတောက်ပါလောက်ပန်တထေးချင်းကျေးဇူးပြု၍茶လက်ဖက်ရည်ကိုဟောပါတောက်ပါတထေးကျေးဇူးပြုလက်ဖက်ရည်တောက်ပါဆိုပြီးဒီပုံစံတိုင်းပြန်ပြီးရှင်းပြလိုက်တယ်ပေါ့နော်အဲ့တော့ချင်းရဲ့အဓိပ္ပာယ်ဒီလားဆိုတော့ဒီမှာပြန်ပြီးခွဲထားပေးတယ်ကျေးဇူးပြု၍ဧခံဒီကျွေးမွေးဒီတခါခံဒီဆိုပြီးတော့ချင်းရဲ့အဓိပ္ပာယ်ကိုပြန်ပြီးခွဲထားပေးသေးတယ်ပရဲ့အဓိပ္ပာယ်ဒီကြစို့ရအောင်ပါဆိုပြီးဒီမှာလားဆိုတော့ထပ်ပြီးခွဲထားပေးတယ်ပရဲ့အဓိပ္ပာယ်ဒီကြစို့ရအောင်ပါကြစို့ဆိုတာပါလေသွားကြစို့ရအောင်သွားရအောင်ပါသွားပါဒီတိုင်းပြန်ပြီးခွဲထားပေးတယ်တဲ့အဲ့တော့တွေ့ဟွမှာလားဆိုတော့ဘယ်လိုတင်လဲဆိုရင်ဒီပုံစံတိုင်းကလေးတွေကိုရှင်းပြပြီးတော့တင်ပေးထားတယ်เนาะနောက်တစ်ခုဒီစအာချလိုဒီလိုတယ်ဆိုရင်ချဤတျံချန်ဒီနားမှာလားဆိုတော့ထည့်လိုက်ရင်ယွင်ကြီးစွာနဲ့တောင်းလိုက်တယ်ချဤတျံချန်ဟိုင်ချဤတျံချန်ဆိုတော့ဘာလာပြန်မယ်ဆိုရင်လားဆိုတော့ချန်ပတ်စံဒီတဲ့ဤတျံအနေငယ်ချလိုတယ်ပတ်စံအနေငယ်လိုတယ်မြန်မာလိုကတော့တဲ့သွားမယ်ပတ်စံအနေငယ်လိုတယ်တရုတ်လိုကကြတော့ချဤတျံချန်နောက်ကနေရှေ့ကိုပြန်လာတယ်နောက်တစ်ခုကဟိုင်ချဤတျံချန်ဆိုဘာလာပြန်ရင်ချန်ပတ်စံဒီဤတျံအနေငယ်ဟိုင်ချလိုနေသေးတယ်အဲ့တော့ဒီမှာပြန်ခွဲထားပေးတယ်ဟာရဲ့အဓိပ္ပာယ်ဒီသေးဒီအဲ့တော့ဟိုင်ချဆိုတာလိုသေးဒီဟိုင်ရောက်ဆိုတာလေယူအောင်မယ်လို့သုံးလိုက်တာเนาะအဲဆိုရင်လားဆိုတော့ချာပိုက်ဆံရည်တရန်အနေငယ်ဟိုင်ချလိုသေးတယ်ချရည်တရန်ချန်ပတ်စံအနေငယ်လိုသေးတယ်ဆိုတဲ့ဒီပုံစံတိုင်းတွေ့ဟွလေးတွေတင်ပြပေးခြင်းဖြစ်ပါတယ်။နောက်တစ်ခုရှင်းပြရမယ်ဆိုရင်ထဲအားထားတူမသူကကျွန်တော်ရဲ့ဆရာမဖြစ်ပါတယ်မြန်မာလိုအရင်မေးခွန်းကြည့်မယ်ဆိုရင်သူကကျွန်တော်ရဲ့ဆရာမဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုထောက်ခံခိုင်းတာဖြစ်တဲ့ကြောင့်မလို့ဒီရဲ့ကကြီးဆိုတဲ့နေရာမှာလာဆိုတော့ဖြစ်ပါတယ်ဆိုတဲ့အကြောင်းအရာကိုလာပြီးတော့ထောက်ခံမယ်သူက他是ကျွန်တော်ရဲ့我的ဆရာမ老师ဆရာမ老师他是我的老师သူကကျွန်တော်ရဲ့ဆရာမဖြစ်ပါတယ်ဆိုပြီးတော့ဒီတိုင်းနေရှင်းပြပြီးတော့အသေးစိတ်စီတင်ထားပေးခြင်းဖြစ်ပါတယ်ရှင်အဲ့တော့လာစီရဲ့ဒီ face to face တင်တဲ့အပြောတိတန့်တင်တဲ့မှာတက်ချင်တယ်ဆိုရင်လာစီရဲ့ TikTok အကောင့်မှာလာပြီးအပ်လို့ရပါတယ်နောက်တစ်ခုလာစီရဲ့ page မှာလည်းလာပြီးအပ်လို့ရပါတယ်ရှင်လာဆက် page မှာလာအပ်လို့ရလို့လာဆက် TikTok အကောင့်လာဆက် Viber Telegram မှာလည်း 1 by 1စီတင်နဲ့လာအပ်လို့ရပါတယ်ဆိုတော့ဒီထီကိုဖြည်းချင်းစီပြန်လေ့လာကြည့်ပေါ့နော်နောက်ဆက်တင်တန်းမှာတော့တွေးဟွလေးတွေကိုဒီတိုင်းတင်ပြပေးခြင်းဖြစ်ပါတယ်